င်းကိုနားလည်ချင်ပေမရှိတဲ့လူကိုဘလို့မှရှင်းပြလို့ရမှာမဟုတ်ပါဘူးအချို့လူတွေကမင်းကိုနားလည်ဖို့ထက်မင်းအမားကိုရှာဖို့ပဲပိုပြီးဆရာထပ်တန်ကြတာအဲ့လိုလူမျိုးကိုဘလောက်ပဲရုပ်တိရှိရှိရှင်းပြပါပြီသူတို့မြင်စရာစက်မြင်နေဦးမှာပဲအဲကြောင့်သူတို့ကိုလွတ်ထားလိုက်ပါသူတို့တွေမင်းကိုဘလို့ပဲမြင်မြင်ဆင်ပြေပါတယ်အဖြစ်လဲဆိုတော့သူတို့မင်းကိုနားလည်မပေးလဲမင်းတန်မှုကြတာမှမဟုတ်တာပြီးတော့မင်းအမှန်တရားကလည်းသူတို့ကမူတည်ပြီးပြောင်းလဲနေရမှာမဟုတ်ဘူးလေကြားတဲ့ကောင်ကိုလူဘယ်နှယောက်ကပဲလက်ညှိုးဝိုင်းထိုးပြီးယုံလို့ပြောနေပါပြီအဲ့ဒီကြားပဲဖြစ်နေဦးမှာပဲအဲကြောင့်မလို့မင်းကိုနားလည်မပေးတဲ့လူတွေကိုပြင်မခံပြီးရှင်းမပြနေတယ်လူတိုင်းကဖြစ်တန်းခဲ့တဲ့အတွေ့အကြုံနဲ့ကြီးပြင်းလာတဲ့ပုံဝန်းကျင်တွေမတူကြပါဘူးဒါကြောင့်တယောက်နဲ့တယောက်ကလည်းအမြင်တွေတူမှာမဟုတ်ပါဘူးဆိုတော့လူတိုင်းကမင်းကိုနားလည်ပေးနိုင်မှာမဟုတ်လို့မင်းလည်းလူတိုင်းကိုနားလည်ပေးနိုင်မှာမဟုတ်ပါဘူးဒါကလူတယောက်နဲ့တယောက်ကြားမှာရှိတဲ့သဘောဖြစ်စဉ်တစ်ခုပါပဲဒီကမ္ဘာမှာလူတွေကအများကြီးပဲရှိတာမင်းကိုနားလည်မပေးနိုင်တဲ့လူတွေရှိလို့နားလည်ပေးနိုင်တဲ့လူတွေလည်းရှိတယ်အဓိကမင်းကိုမင်းဘယ်လိုလူမျိုးလဲဆိုတာသိရင်ရပြီ